တီလာနဲ့ပတ်သက်ပြီးတော့နော်ဣတိယပါဠိတော်မှာတွေ့ရတဲ့ဒုက္ခပတ္တနာဆိုတဲ့နော်သုတ်တန်လေးဟာအလုံးမမှတ်သားစရာကောင်းတယ်အဲ့ဒီသုတ်တန်မှာမြတ်စွာဘုရားကယဟန်တွေကိုဘယ်လိုဟောပြထားလဲဆိုတော့ယဟန်တို့တဲ့ဟောဒီလောကကြီးမှာကြောကြားမှုထင်ရှားမှုဆိုတာကိုရကျင်တယ်ဆိုရင်တီလာကိုလာပြည့်စုံအောင်ဖြည့်ဆည်းပါအောင်တစ်ချက်နော်နောက်တစ်ခုကစီးပွားဥစ္စာနဲ့ပြည့်စုံခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲကိုချင်းတီလာကိုလာပြည့်စုံအောင်နော်ဖြည့်ဆည်းပါနောက်တစ်ခုကဘဝခန္ဓာပျက်စီးပြီးတဲ့နောက်မှာနတ်ရွာလောကကိုရောက်ပြီးတော့ချမ်းသာခြင်းနဲ့ဆိုရင်လည်းပဲတီလာကိုလာပြည့်စုံအောင်ဖြည့်ဆည်းပါလို့အဲ့လိုမြတ်စွာဘုရားဟောတာရှိတယ်ဒါကအလွန်စဉ်းစားစရာကောင်းတယ်နော်ကြောကြားမှုကိုရခြင်းနဲ့ဆိုရင်လည်းတီလာကိုလာဖြည့်ဆည်းပါစီးတဲ့ဥစ္စာနဲ့ပြည့်စုံခြင်းနဲ့ဆိုရင်လည်းတီလာကိုလာဖြည့်ဆည်းပါနော်ဒီမလွန်လောကမှာကောင်းမြတ်တဲ့ဘဝကိုရခြင်းနဲ့ဆိုရင်လည်းတီလာကိုလာဖြည့်ဆည်းပါတီလာရခေယမေတာဝိပတ္တယနောတယောဒုက္ခိပတန္တဝိတ္တမိတ္တလာဘိသပစ္စတက္ခိပမောဒတံရသော်ဘုရားဒီကထာလေးဟောတာကြောကြားမှုကိုပဲဖြစ်ဖြစ်စီစဉ်ဥစ္စာကိုပဲဖြစ်ဖြစ်ဝါပစ္စည်းပြီးတဲ့နောက်မှာလွန်ချမ်းသာတဲ့ကောင်းမြတ်တဲ့နိုင်ရွာလောကကိုရောက်ချင်လို့ပဲဖြစ်ဖြစ်ဒီအကျိုး၃မျိုးကိုလိုချင်တယ်ဆိုလို့ရှိရင်ဘာလို့အောင်လို့ကိုချင်းတီလာကိုသာပြည့်စုံအောင်စောင့်စည်းရတယ်ပေါ့တော့လူတွေနောက်တချို့ပြောကြတာရှိတယ်အလွန်လဲတွင်ကျဲနေတဲ့စကားတစ်ခုလို့ဥမမတောက်မဲနဲ့တီလာမဆောင်နိုင်ဘူးလို့ပြောကြတာရှိတယ်ဘယ်လိုအနေအထားမျိုးမှာဘယ်လိုအခြေအနေကိုရည်ရွယ်ပြီးတော့ဘယ်လိုရည်ရွယ်ချက်နဲ့ပြောသလဲဆိုတာတော့မသိဘူးမြတ်စွာဘုရားတော့ဒီမှာအတီးလင်းပြောတာပဲစီဝါဥစ္စာနဲ့ပြည့်စုံနေတယ်ဆိုရင်ကိုချင်းတီလာကိုစောင့်စည်းပါလို့အတီးလင်းပြောတာဒါကဦးဇင်းတို့ဒေသနာတစ်ခုကိုနားတဲ့နေရာမှာမြတ်စွာဘုရားရဲ့တပ်ပညုတ္တဉာဏ်ကိုကိုဟာဘယ်အတိုင်းတာထိယုံကြည်မှုရှိသလဲဆိုတာပေါ်မှာမူတည်ပြီးတော့နောက်ကိုယ့်ရဲ့တရားအပေါ်မှာသက်ဝင်တဲ့နားလေတဲ့စိတ်တွေဟာအများကြီးကွာခြားသွားနိုင်တယ်ဟုတ်လားဒါကပေါ့ပေါ့လေးနားထောင်လိုက်ရင်လည်းပဲပေါ့ပေါ့လေးပဲကြားပြီးတော့ဒီလိုပဲပြီးသွားမှာပေါ့နော်ဒါအလေးနဲ့ထားပြီးတော့နားထောင်ရင်ဒါကတကယ်ကိုမလွဲတဲ့တကယ်ကိုမှန်ကန်တဲ့နော်စကားပဲဆိုတဲ့အမြင်မျိုးနဲ့နားထောင်လိုက်ပဲဆိုရင်ဒါကအရင်ကြီးလေးနဲ့တော့တဲ့အဓိပ္ပာယ်မရှိဘူးလားရှိတယ်အဲ့ဒါလေးတော့ဦးဇင်းကပါစေခြင်းတယ်နော်တီလာရဲ့အကျိုးကျေးဇူးတွေကိုပြောတဲ့နေရာမှာဒါဦးဇင်းတို့တရားမြင်ရပြောနေတာမြတ်စွာဘုရားတပ်ပညုတ္တဉာဏ်ကြီးကိုအသုံးချပြီးတော့ဒါကိုအစစ်အမှန်ဒါဒီတိုင်းဖြစ်လို့ဒီတိုင်းကိုပြောသွားတာဘာမှကိုယ်ကစောရကတက်နေစရာအကြောင်းမရှိဘူးပေါ့ဟုတ်လားဒါကြောင့်ကြောကြားမှုကိုရခြင်းတယ်ဆိုရင်လည်းတီလာကိုဖြည့်ဆည်းရမယ်စီစဉ်ဥစ္စာနဲ့ပြည့်စုံခြင်းတယ်ဆိုရင်လည်းတီလာကိုဖြည့်ဆည်းရမယ်တော့အနာဂတ်ကြီးမှာအလွန်ကောင်းမွန်တဲ့ဘဝကိုရခြင်းတယ်ဆိုရင်လည်းပဲတီလာကိုဖြည့်ဆည်းရမယ်လို့ဒီတိုင်းအတိအလင်းဒါမြတ်စွာဘုရားဟောထားတာပေါ့ဟုတ်လားဒါကတော့ဦးဇင်းတို့တီလာရဲ့နောက်အပေါ်ယံဆန်တဲ့အကျိုးကျေးဇူးလေးတွေလို့ပြောကြပါစို့